နိုတောက်မှာလားနိုဘူးသွားယူပါအဲ့နိုဘူးယူလာခဲ့မမတက်ကိုသွားပြီးသွားနိုလို့သွားပြောသွားနိုလို့နိုမထွက်တဲ့မမေတွေအတွက်ခေါ်လက်မန်းရှိတယ်ဒီခေါ်လက်မန်းကကိုဝင်ဆောင်မိခင်ရောနိုးတိုက်မိခင်အတွက်ပါတိုက်လို့ရပါတယ်သူထဲမှာဘာပါလဲဆိုတော့ DHA iron zinc prebiotic ပါတဲ့ကြောင့်ဝမ်းချုပ်တတ်တဲ့မမေတွေအတွက်လည်းအရန်တင်တော်ပါတယ်မမေအပြင် baby လေးတွေတောက်တယ်နိုးမုံလည်းထွက်တယ်နော်ခေါ်လက်ကနေပြီးတော့ပထမဆုံးခေါ်လက်နံပါတ်1နံပါတ်1ကမွေးစားကနေပြီးတော့တစ်နှစ်ထိတိုက်လို့ရပါတယ်ဒါလေးကကျတော့ခေါ်လက်နံပါတ်2ဒါလေးကတော့တစ်နှစ်ကနေ2နှစ်ထိတိုက်တာပါနံပါတ်3လက်ထွက်တယ်နော်ဒါလေးကတော့မိခင်တို့တောက်ရင်1ပြန်1 shot ဖြစ်တဲ့ကလေးတွေကိုတိုက်တဲ့ lactose free formula နဲ့ထုတ်ထားတဲ့ Golless နိုးမုတ်လေးပါ Golless ရဲ့အရသာကလေ Golless 1နဲ့2 3တို့ကတော့လေနိုးရတာလေးပါဒါပေမဲ့လေဒီ lactose free ရဲ့အရသာကကြတော့လေနည်းနည်းညှိနှမ်းရှိတယ်အားငယ်လေးကကြတော့လေမိခင်တို့နဲ့မတက်လို့ဒီ lactose free တိုက်ပြီးကြီးလာတဲ့ကလေးသူ့ရဲ့နိုးလေးကိုနည်းနည်းယူတောက်ကြည့်လိုက်တော့ပြီးဆိုးဆိုးနဲ့တိတ်ပြီးတော့တောက်လို့တော့မကောင်းဘူးအရသာတိတ်မကောင်းဘူးပေါ့နော်ဂေါ်လက်နိုးမုတ်တွေထဲမှာအုံနောက်ကိုဖွံ့ဖြိုးစေတဲ့ဗီတာမင်6မျိုးနောက် probiotic ဗီတာမင်3မျိုး daily vitamins က9မျိုးပါဝင်ပါတယ်သူကကြတော့ probiotic ပါတဲ့အတွက်ကြောင့်1ပြန်1 shot လည်းမဖြစ်စေဘူးနော်ဂေါ်လက်နိုးမုတ်ကလေးတွေကလည်း size နှစ်ခုလာပါတယ်ဘူးသေးရယ်ဘူးကြီးရယ်ပေါ့သူတို့ကဈေးနှုန်းရော quality ရောကလေအသင့်အတင်လေးမလို့လေအမေမေတွေတိုက်ပြောပါတယ်ဒီနိုးမုတ်ကလေးကဂေါ်လက်တိုက်ချင်တဲ့မေမေတွေဒီမိုးစေးတိုင်း10လမ်းမော်ကျုံးမှာစတော့အပြည့်ထားပါတယ်လာဝယ်အားပေးလို့ရပါတယ်ရှင်